ဒီကိုရီးယားလုံးမဲ့မင်္ဂလာပါဗျာနော်ဒီနေ့ကျွန်တော်ပရီးမီးယားလိပွဲစဉ်28ပြန်စပြီကျွန်တော်ဒါစနေနေ့ညရဲ့ဒါအကောင်းဆုံးပွဲရဲ့မှာကျွန်တော်အကြိုက်ဆုံးပွဲတစ်ပွဲကိုကျွန်တော်ရွေးထုတ်ပေးမယ်မနေ့ကဆိုလို့ရှိရင်လည်းကျွန်တော်ဒါပရီးမီးယားလိအစောပိုင်းပွဲ Wolverhampton နဲ့ Aston Villa ပွဲစဉ်ကိုကျွန်တော်ဒါကိုပေါင်းအောက်ရွေးချယ်ပေးခဲ့တယ်ဗျာနော်ကြည့်လိုက်တဲ့ဒီကိုရီးယားတော့ရသွားလိမ့်မယ်ထင်တယ်ဒါ Wolverhampton body ကိုလည်းကျွန်တော်အကြံပြုခဲ့ပါတယ်ဗျာနော်ဒီနေ့မှာလည်းကျွန်တော်ဒါဒီနေ့ည7:00နာရီဝန်းကျင်လောက်မှာရှင်မြန်ကစားမယ် Leeds United နဲ့ Manchester City ရဲ့ပွဲစဉ်ကိုကျွန်တော်သုံးသပ်ပေးခြင်းနဲ့လက်ရှိဒါနှစ်သင်းလုံးဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Man City ဒီလက်ရှိ Premier League အမှတ်ပေးစရာရဲ့အဆင့်3မှာရှိပြီးတော့ Leeds United ဒီကျွန်တော်တို့ Premier League ရဲ့ကျွန်တော်အဆင့်14လောက်မသိဘူးเนาะကျွန်တော်အဆင့်15လောက်မှာရှိရတယ်เนาะအဲ့တော့ Leeds United အနေနဲ့ကျွန်တော်တို့ဒီအောက်ကတန်းစင်းဆောင်ကအသင်းနေတယ်အမှတ်ကတိတ်မကွာဘူးဗျเนาะလက်ချိုးကြည့်လို့ရတယ်အဲ့တော့ဒီနေ့ပွဲဒီ Leeds United လည်းရေးကြည့်သလိုကျွန်တော် Man City အတွက်လည်းတော်တော်ရေးကြည့်ရပွဲဖြစ်တယ်ဗျเนาะ Man City အနေနဲ့ဒီနေ့ပွဲမှာမနိုင်လို့မရတော့တဲ့အခြေအနေမျိုးဖြစ်တယ်ဘာလို့လဲဆိုလို့ရှိရင်ဒီနေ့Man City ကဒီနေ့ဒါကျွန်တော်အခွင့်အရေးတစ်ခုရတယ်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်Arsenal ကကျွန်တော်တို့เนาะဒါပွဲချက်ကာလเนาะဒါ Chelsea နဲ့ကန်မှာမနက်ဖြန်ကြလို့ရှိရင်အဲ့တော့ Arsenal ဒါတစ်ခုလွှဲချော်ခဲ့မယ်ဆိုလို့ရှိရင် Man City ဒီ Arsenal နဲ့နှစ်မှတ်ပဲပြတ်ပြီးတော့နှစ်မှတ်ပဲကွာတော့မှာအဲ့တော့ Arsenal ထပ်ရှုံးခဲ့မယ်ဆိုလို့ရှိရင်တော့ Man City ကဒါအဆင့်1နေရာကိုကျွန်တော်ထပ်တက်နိုင်ချင်ရှိရမယ်เนาะအဲ့တော့ဒီနေ့ပွဲဒီ Man City တို့အရေးကြီးသလို Leeds United တွေလည်းအရေးကြီးတယ်။ဘာလို့လဲ Leeds United ကလည်းကျွန်တော်ဒါ pressing zone တွေကိုမရောက်သွားအောင်လို့အရေးကြီးရမယ်เนาะအဲ့တော့ကျွန်တော်တို့ league အနေနဲ့ကျွန်တော်ဒါ increment ဆွဆောင်ယူကျွန်တော်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်လည်း league United ဒီနောက်ဆုံးအိမ်ကွင်း9ပွဲလုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့တော့ဒါ Arsenal ကိုလာရှုံးထားတာ Arsenal တင်းနဲ့ဟိုလာကျွန်တော်တို့ 4-0 လောက်နဲ့ဂိုးပြရှုံးထားပြီးတော့ကျန်တဲ့ပွဲတွေမှာတော့ကျွန်တော်တို့ဒါမနိုင်ဘူးဆိုလို့ရှိရင်တော့ဗျာတရေလောက်ထိခံကန်ပြီးတော့ဒါပွဲတိုင်းဂိုးရနေတဲ့အသင်းဖြစ်တယ်ဗျာနော် Man City ကလည်းကျွန်တော်တို့ဒါအိမ်ကွင်းကောင်းတယ်ဆိုပေမဲ့လေဒါအဝကွင်းပိုင်းတွေမှာဆိုလို့ရှိရင်နည်းနည်းလေးအားနည်းနေတဲ့မှာတော့ပါတယ်ဗျာနော် Man City ရဲ့ပွဲတွေကြည့်ကြည့်ပါကျွန်တော်တို့ဒါ Man City ကအဝကွင်းတွေမှာဆိုလို့ရှိရင်နည်းနည်းတရေပွဲလေးတွေနည်းနည်းလေးများလာတယ်မနိုင်လို့မဟုတ်နိုင်တယ်ဒါပေမဲ့တရေပွဲလေးတွေပိုများလာတယ်ဗျာနော်အိမ်ကွင်းလောက်ဆက်ဆောင်ရေးမကောင်းဘူးဒါပေမဲ့ Man City ကကျွန်တော်တို့ဒီနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်တပွဲကိုပြန်ပြန်ကျွန်တော်တို့သွင်းကိုနှလုံးလောက်ကအနည်းဆုံးသွင်းတယ်ဗျာနော်ပွဲတိုင်းကိုတပွဲကိုကျွန်တော်နှစ်ကိုအနည်းဆုံးသွင်းထားတာတွေ့ရတယ်အဲ့တော့ Leeds United ကလည်းကျွန်တော်တို့အိမ်ကွင်းမှာနောက်ဆုံး9ပွဲလောက်မှာဂိုးမရခဲ့တဲ့ပွဲက Arsenal ပွဲကလွယ်လို့ကျန်တဲ့ပွဲကကျွန်တော်တို့အိမ်ကွင်းမှာဂိုးရထားတဲ့အတွက်ကြောင့် Leeds United ကလည်းဂိုးပြန်ရနိုင်ခြင်းရှိပါတယ်ဗျာနော်အဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းကြီးကျွန်တော်တို့က Man City ကနေပြီးတော့တစ်လုံးကို25ပဲပျော်ရွှင်ခွင့်ပေးထားတယ်ကိုပေါင်းဈေးကကျွန်တော်တို့ပုံလုံးကိုတဝက်ပျော်ရွှင်ခွင့်ပေးထားတယ်ဗျာနော်အဲ့တော့လက်ရှိပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင် Man City ကဒီနေ့ပွဲမှာကျွန်တော်တို့နိုင်ကောင်းနိုင်တယ်မဟုတ်ဘူးနိုင်မှရမယ်အနေအထားမျိုးဖြစ်တယ်တကယ်လို့နိုင်ခဲ့မယ်ဆိုရင်တော့မှဂိုးပြတ်နိုင်ဖို့မလွယ်ပါဘူးဗျာနော်ဘာလို့လဲဆိုရင် Leeds United ဒီကျွန်တော်တို့အသင်းကြီးတွေကိုဒုက္ခပေးထားတဲ့အသင်းမျိုးဖြစ်တယ် Man U တေကန်ထားတဲ့အိမ်ကွင်းမှာ Chelsea ကို1-3 လာဒီနော်ကျွန်တော်တို့ဂိုးပြတ်အနိုင်ယူပြထားတယ်ဗျာနော်အသင်းကြီးတွေကိုဒုက္ခပေးတဲ့အခြေအနေတော့ Leeds United မှာရှိတယ်ပြီးတော့တန်းစင်းစုံတွေမရောက်အောင်လို့လည်းရုန်းကန်နေရတဲ့အသင်းဖြစ်တယ်ဗျာနော် League ကနည်းနည်းလေးအိမ်ကွင်းကောင်းတယ်ထဲမှာလည်းပါတယ်ဗျာနော်အဲ့တော့ Man City အနေနဲ့ဒီနေ့ညမှာကျွန်တော်တို့ခက်နဲ့ရှင်ပြန်ကစားရမယ်လို့လည်းကျွန်တော်ထင်တယ်တကယ်လို့ Man City နိုင်ခဲ့မယ်ဆိုတော့မှဂိုးပြတ်ဖို့မလွယ်ပါဘူးဗျာနော်အနည်းဆုံးကျွန်တော်တို့တကိုးလောက်နဲ့ပဲပြတ်ဖို့များတယ်ပေးထားတဲ့ဈေးတန်းရအောင်ဆိုလို့ရှိရင်ကျွန်တော်တို့အများကြီး bookie တွေကကျွန်တော်တို့အများကြီးမကျွေးပါဘူးဗျာနော်မကျွေးတော့ဘူးကျွန်တော်တို့တကယ်လို့နှစ်ကိုးလောက်ပြတ်မယ်ဆိုရင်တော့မှကျွန်တော်တို့ကိုပေါင်းမပေါ်တော့ဘူးဗျာဘာလို့လဲဆိုရင် Z2 တစ်ပေါက်သွားဖို့များတယ်နော်တကယ်လို့ကိုပေါင်းအပေါက်ပေးမယ် body မပေးချင်ဘူးဆိုလို့ရှိရင်တော့မှကျွန်တော်တို့တရေဖြစ်ဖို့လဲတရေချနိုင်ခြင်းလဲများတယ်ဗျာနော်အဲ့တော့ဒီနေ့ဒီဒါ Man City ရဲ့လုံးဝအခုမဟာခွင့်ရေးဖြစ်တယ်လို့ Arsenal ကဒါပွဲချက်နေတဲ့အတွက်ကြောင့်ဒါသူ့အတွက်အခွင့်အရေးတစ်ခုဖြစ်တယ်ဗျာနော်မနန်နန်ကိုကမ်းရမယ့်အနေအထားမျိုးဖြစ်တယ်အဲ့တော့ဒီနေ့ညမှာကျွန်တော်ကတော့ကိုပေါင်းကိုပဲကျွန်တော်တိကျရွေးချယ်ပေးခဲ့ပါဗျာနော်ကျွန်တော်ဒီကိုပေါင်းကြီးကကျွန်တော်3လုံးတော့ပရှုံခွင့်ရတာဆိုတော့ကျွန်တော်ကိုပေါင်းအပေါ်ကိုကြိုက်ပြီးတယ်ကျွန်တော်စိတ်တွေ1-2 တပေါက်လောက်တော့သွားဖို့များပါတယ်ဗျာနော်1-2 မသွားဆိုရင်တော့မှC2 1-1အဲ့တပေါက်ပဲသွားဖို့များပါတယ်ဗျာနော်ကိုပေါင်းပေါ်ကြိုက်ပါတယ်အကြိုက်ဒီမကြီးကိုဆော့ပါ channel ပွဲတွေကိုတော့ကျွန်တော်ဒါ YouTube တို့ဒီကျွန်တော် channel ထဲမှာပဲကျွန်တော်တင်ပေးတယ်မောင်းကတွေတဝဲကောင်းတွေတင်ပေးတယ်ဝါသနာပါတဲ့ညီကိုတွေက live join ပါအောင်ဖိတ်ခေါ်ပါတယ်ဗျာနော်အားလုံး good luck ပါကံကောင်းပါစေဗျာ